ပေးပါမယ်ခင်ဗျာဒီထမင်းနဲ့ဆော့ဝဲလေးတစ်ခုတော့လိုအပ်ပါတယ်ခင်ဗျာဒီဆော့ဝဲလေးဆိုတော့ဒီလက်စာလေးခင်ဗျာဒီဆော့ဝဲလေးခင်ဗျာဒီဆော့ဝဲလေးကို Play Store မှာတွားပြီးတော့ download လုပ်လိုက်ပါ Play Store မှာတွားပြီးတော့ download လုပ်လိုက်ပါ Play Store မှာဒီမှာ Play မှာကျွန်တော်ပြန်ရိုက်ပြအောင်ကျွန်တော်ရိုက်ပြီးသားမလို့ပါ PEI မှာ PIH ရအဲ့ဒါလေးကိုဒီ software လေးကို Play Store မှာdownload ဆွဲပြီးတော့ download ဆွဲလိုက်ပါကျွန်တော်ကတော့ download ဆွဲတဲ့အတွက် download ပါခင်ဗျာဒီလိုကတော့မ download လို့ဆိုလို့ရှိရင် Play Store မှာတွားပြီးတော့ download ရပါတယ်ခင်ဗျာအဲ့ဒီ Play Store အဲ့ဒီ software လေးကိုdownload အဲ့ဒီ software လေးကို download ဆိုလို့ရှိရင် software လေးကိုဝင်လိုက်တော့ခင်ဗျာsoftware လေးဝင်လို့ဆိုရင်software လေးဝင်လာရင် software လေးဒါကျွန်တော်က ပထမနမူနာလုပ်ထားတဲ့ပထမနမူနာလုပ်ထားတဲ့လို့ပါခင်ဗျာအရင်ဆုံးပေါ်လာမှာကတော့သူကတော့ဒီမှာ site ကဒီမှာဆိုဒီ site ကိုရပါခင်ဗျာကျွန်တော်ပြန်ပြပါမယ်ခင်ဗျာကျွန်တော်ပြန်ပြပါမယ်ကျွန်တော်ပြန်ပြပါမယ်ခင်ဗျာဒီတော့ software လေးကို software လေးကိုလို့ရှိရင်ကျွန်တော်တို့ကလုံးလာ YouTube terminal site ဆိုဒီအဲ့ဒီမှာပေါ်နေတဲ့စာတန်းကိုဖြတ်လိုက်တော့ခင်ဗျာကျွန်တော် YouTube terminal site မှာဆို YouTube terminal site ပုံစံလေးကြောင်းပြရမယ်ခင်ဗျာ YouTube terminal site ပုံစံလေးကြောင်းလို့ရှိရင်ဒီမှာ YouTube terminal ဆိုတာလေးရှိတယ်ခင်ဗျာ YouTube terminal လေးနဲ့လာနေလို့ရှိရင် okay လေးနဲ့လာခင်ဗျာ YouTube terminal site ကို YouTube terminal site နဲ့ပြီးတော့ share ရအောင်နောက် background color ကိုကိုကြိုက်တဲ့ background color ထည့်ရပါခင်ဗျာအဲ့ပါကိုပြန်တော့တောင်းရဆို Chrome ကနေပြီးတော့တောင်းမှာကျွန်တော်ဒါရိုက်ပြပေးကြမလို့ကျွန်တော်ပြန်ရိုက်ပြနေတယ်ခုမှခေါင်းမှာပြန်ကြည်ရမှာ grand background ရိုက်နေလို့ရှိရင် background ပုံစံမျိုးကြလာပါခင်ဗျာအဲ့မှာ background ကိုဒီ background တောင်းလို့ဆိုတော့ grand အစရလေးနဲ့ပါခင်ဗျာအစရလေးနဲ့လို့ရှိရင် background မျိုးပေါ်လာတာခင်ဗျာအဲ့မှာကိုကြိုက်တဲ့ background ပုံစံကိုYouTube terminal background ပုံစံနဲ့မှာဆိုတော့ဒီစရ background အဲ့ဒီ background ကိုတောင်းမယ်ဆိုတော့လေးကြာ feature ဆိုမှကြာဖြစ်တယ်တော်တော်ရအောင်ခင်ဗျာအဲ့ကောင်လေးကိုကျွန်တော်ပြန်ပြရအောင်တော့လည်းရလို့ရှိရင်ဒီကောင်လေးကိုကြာဖြစ်လိုက်လို့ရှိရင်မှ download လေးဆိုရပေါ်လာတယ်ဒီ download လေးနေရလို့ရှိရင်ကျွန်တော်တို့ရဲ့ credit တွေရောက်ပါခင်ဗျာကျွန်တော်ကတော့တောင်းပေးတာမို့လို့မတောင်းကြတော့ပါခင်ဗျာကျွန်တော်တောင်းပေးတာမို့လို့မတောင်းရပါဘူးဆိုတော့ဆောက်ရတဲ့ပြန်လာဗျာဆောက်ရတဲ့ပြန်လာအဲဆိုကျွန်တော်နောက်က background ကလာထည့်လို့ဆိုတော့ကျွန်တော်မှာ foreground ဆိုတာလေးနှိပ်လိုက်ပါဗျာ foreground ဆိုတာလေးနှိပ်လိုက်လို့ရှိရင်ဒီမှာ background color မျိုးကျလာပါဗျာ background color မျိုးကျလာပါမယ်ဗျာအမှကိုကြိုက်တဲ့ background ကိုကျွန်တော်တောင်းပြီးတဲ့ background ပုံစံနဲ့လည်းနမူနာပြပါမယ်ခင်ဗျာဒီကောင်လေးလို့ရှိရင်လည်းကျင်းနေတယ်အမှကျင်းနေဆိုတော့ background color တခြားမပြည့်ဘူးနော်တခြားမပြည့်ရဘူးကျွန်တော်အပြည့်စပ်ပြည့်ရတယ်ခင်ဗျာအပြည့်စပ်ပြည့်ရတယ်ဆိုဒီဆက်လေးတွေဆွဲလာပါခင်ဗျာပြည့်ရလို့ရှိရင်ကျွန်တော်တိုင်းနဲ့တက်တဲ့လဲဆိုတော့ပုံလေးထည့်လိုက်ရပါခင်ဗျာအဲဒီကျွန်တော်တိုင်းနဲ့တက်တဲ့ပုံလေးကိုဥပမာကျွန်တော်ပုံနဲ့နမူနာလေးထည့်ပြပါမယ်ကျွန်တော်ပုံနဲ့နမူနာလေးထည့်ပြပါမယ်ကျွန်တော်ပုံနမူနာပုံနဲ့ကျွန်တော်ပုံထည့်ပြမယ်ဆိုတော့ကျွန်တော်ဒီပုံလေးထည့်ပြပြန်ခင်ဗျာကျွန်တော်ဒီပုံလေးထည့်ပြမယ်အဲဒီထည့်ပြတော့ဒီကြိုက်တဲ့ site အမျိုးမျိုးအကြီးအသေးဆွဲပြီးရပြီဒီတေးရရတယ်ဒီလိုရကိုကြိုက်တဲ့နေရာမှာထားကိုကြိုက်တဲ့နေရာမှာထားကိုကြိုက်တဲ့နေရာမှာထားရလို့ရှိရင်ဒီမှာ YouTube channel နဲ့လုပ်တဲ့အတွက်အဲ့အပေါင်းလေးပဲပြန်ထည့်လို့ပြီးတော့ကိုကြိုက်တဲ့ဟာလေးထားလို့အရင်ဆုံးတမီချင်းလို့ထောင်းလာတော့အရင်ဆုံးတမီချင်းလို့ထောင်းလုပ်ထားပါဦးကျွန်တော်ထောင်းလုပ်ထားမှရပါဘူးကွာကိုကြိုက်တဲ့ကာလာပုံစံလေးကိုထည့်ရမှာဆိုတော့ထောင်းလုပ်ထားမယ်ဒီမှာပုံအမျိုးမျိုးရှိပါတယ်ဒါလည်းကျွန်တော်တောင်းထားတယ်ဒီကျေးကတော့ကြိုက်တဲ့နေရာထောင်းလုပ်ရပါတယ်ခင်ဗျာ
the chain to your security can you never tell me so analyze switch analyze switch la la ya ta la ko that lo so analyze switch တချို့တဲ့ကိုရိုးထည့်လို့ရတယ်ဟိုမှာစံပေါ်လေးထည့်ဒီလိုလေးထည့်ပြမယ်ဆိုတော့ကျွန်တော်ထည့်ရအောင်အမှန်ကျတယ်နဲ့အဲဒီပေါ်လေးစာရေးဆက်ပြီးဒီဆက်ကိုကြိုက်တဲ့နေထားလို့ထားလို့ရတယ်ကြိုက်တဲ့နေထားလို့ထားလို့ရှိရင်လူချင်းမျိုးရဲ့ channel ကိုရေးချင်တယ်ရေးချင်တယ်ဆိုရင်ဒီပေါင်းလေးနဲ့ဒီမှာ test ဆိုတာလေးနဲ့လို့ရှိရင်ဒီမှာဒီကောင်လေးဒီရွှေလို့ရှိရင်ဒီပုံစံလေးနိုင်လို့ရှိရင်ခဲတဲ့ပုံစံလေးနိုင်လို့ရှိရင်ဟောဒီမှာချက်ပြီးတော့လို့ရှိရင်ကျွန်တော်ကောက်နံပါတ်လေးပဲရေးရလူချင်းများတော့တကယ်ချင်းတော့အကောက်နံပါတ်လေးပဲလိုက်ပါအကောက်နံပါတ်လေးပဲရေးပါခဏကြီးတွေကိုလေးကျင်နေဆိုရှင်ဒီလေးနေလိုက်အစကန်ကြီးဖြစ်သွားမလားစစ်ကြိုက်ဖြစ်သွားဆိုရှင်နောက်တစ်ခုထပ်ရစီမှာ offer ကောက်ပေါ့အစရတော့အခုလေးနဲ့လို့ရှင်အကောင်ကိုဒီမှာလက်တန်းဖြစ်နေတာကိုတန်းနဲ့လို့ပြောဆိုတာလေးဆိုတော့ဆိုတော့ကျုပ်ချင်တယ်ဆိုဒီဘက်ကလည်းကျုပ်ရဒီဘက်ကလည်းတေးလိုက်ပြီးတော့ကြိုက်တဲ့နေရာမှာရွှေ့ထားရပါခင်ဗျာအဲ့ဒီနေရာမှာထားပြီးတော့ကိုအဲ့ဒီကောင်ကိုဒါဆိုကလာရောင်ကြောင်းကျင်နေဆိုရှင်တော့လေယာဝိုင်းလေးနဲ့sorry ဒီလေးပြန်နေဒီလေးပြန်နေရှင်ကလာရောင်ကြောင်းမှာဆိုတော့ရှင်လည်းကြိုက်တဲ့ရောင်ကြောင်းလေးရပါတယ်မျိုးရှိရလားမျိုးရှိရအများကြီးတကယ်ချင်းကြိုက်တဲ့အရာထည့်လို့ရတယ်ကိုကြိုက်တဲ့အရာထည့်လို့ရလို့ရှင်မှကျလို့လည်းရလို့ရှင်နောက်ကကိုယ့် YouTube channel လေးရေးချင်တယ်ဆိုအဲဒီပေါင်းလေးတက်လေးလို့စားတော့လေးဒီမှာထားလို့ရှင်ဒီမှာခဲတဲ့ပုံစံလေးပြန်သွားပုံစံလေးပြန်လာတော့ဘာလို့ဖြစ်လာကြတော့လေးဒီလိုနေဆိုဒီ okay နဲ့ဘယ်လိုလဲဆိုတော့လေးပဲကိုလေးတို့လေးဆက်တီးလေးရအောင်နော်အဲ့ဒါလေးကိုကလာရတဲ့ချင်းဆိုလို့ဆိုလို့ရှိရင်ဒီဘက်ကိုကြောင်းသွားပြန်သွားရကိုကြိုက်တဲ့ကလာရအောင်ဒီလိုကြိုက်တဲ့ရောင်ထည့်ရတယ်ကိုကြိုက်တဲ့ရောင်ထည့်ကိုထည့်ပြီးစိတ်ကြိုက်ဖြစ်အောင်စိတ်ကြိုက်ဖြစ်အောင်ရှင်းလိုက်ခြင်းနဲ့ဒီရှင်းပုံလေးရဒီလိုခရုံးမှာသွားထောင်းပြီးတော့ကြိုက်တဲ့ပုံမျိုးနောက်ပိုင်း background ဖြတ်ပြီးတော့ကြိုက်တဲ့ပုံအမျိုးမျိုးထည့်လို့ရတယ်ကြိုက်တဲ့ပုံမျိုးထည့်လို့ရတယ်ဆိုတော့ကျွန်တော်ကတော့နောက်ပိုင်း background လေးဖြတ်ထားတယ်ဒါလေးရှိတော့ထည့်ရအောင်ဆိုတော့တော့လေးထည့်ရအောင်အဲ့ဒါလေးဆွဲရတဲ့ဒီမျိုးကိုထည့်ချင်တော့ထည့်လို့ရတယ်ဗျာဒါလေးတွေကိုလည်းပုံလေးတွေနဲ့ကလာရောင်ချဲချင်တယ်ဆိုလို့ရှိရင်ဒီကောင်သွားပြီးတော့ကလာရောင်ရည်ရတယ်ကိုကြိုက်တယ်လို့ရှိရင်မျိုးချင်လို့ရ
ဒီတပုံချင်လို့ဆိုဒီတပုံထောက်ပြီးတော့မျိုးချင်လို့ရတယ်ကိုကြိုက်နဲ့တက်တယ်လို့ချင်လို့ရတယ်အကောင်ကြီးရဲ့ကွာလောက်ကိုစိတ်ကြိုက်ပြီးချင်စိတ်ကြိုက်ပြီးချင်ချားလို့ရှိရင်မှန်ချင်လို့လည်းရှယ်ဒါလေးနဲ့စိတ်ကြိုက်ချင်လို့ရတယ်ကိုကြိုက်တယ်လို့ချင်လို့ရတယ်ကိုကြိုက်တယ်လို့ချင်လို့ရတယ်ချင်လို့ရှိရင်စိတ်ကြိုက်ဖြစ်သွားတယ်ဖြစ်သွားလို့ရှိရင်မှန်ချင်လို့လည်းပြီးသွားလို့ရှိရင်ကိုဒီစာတန်းလေးကိုလည်းကိုကျွန်တော်ရဲ့ channel နာမည်ပဲရေးထားပါမယ်တကယ်ချင်းတော့တကယ်ချင်းရဲ့ channel နာမည်ရေးလို့ရပါတယ်စိတ်ကြိုက်ဖြစ်သွားရင်မလားကိုစိတ်ကြိုက်ဖြစ်သွားဆိုလို့ရှိရင်ဒီကောင်လေးကို download လုပ်လိုက် download ဆိုတော့ပေါ်မှာဒီမှာ export ဆိုတာလေးရှိexport email လေးနဲ့လိုက်ပြီးလို့ရှိရင်မှာ save to grant လေးနဲ့လိုက်လို့ရှိရင်ပြန်ရပါတော့အဲ့ဒါလေးလည်းရပါတယ်